ကက်ကူရန်ရေချိုလေးပါရှင်မင်္ဂလာပါရှင်ဒီနေ့တော့ကက်ကူရန်ရေချိုလေးချက်ပါမယ်ကက်ကူရန်20သားကိုချက်သွန်အနီဒီကြိတ်ပြီးသားလေးတွေကစတီးစွန်းလေးနဲ့3စွန်းစနွင်းမှုတ်ထည့်ပါမယ်ချင်းမှုတ်လေးထည့်ပါမယ်ပြီးရင်တော့စပလင်လေးတပင်ကိုထောင်းထားတာလေးထည့်ပါမယ်ငရုတ်သီးစီတက်ပါမယ်ပြီးရင်တော့ငရုတ်သီးအစိမ်းမှုန်လေးထည့်ပါမယ်နောက်ကိုင်းခရမ်းကျင်သီးတစ်လုံးနန်းနန်းပင်ငရုတ်သီးစိမ်းလေးတွေအုပ်ပါမယ်ဒါကတော့ရေလေးကတော့ဒီပလင်းလေးနဲ့တဝက်ကိုထည့်ပါမယ်ရှင်ကက်ကူရန်20သားကိုစားစနွင်းငံပြားရည်ငပိစိမ်းစားတို့နဲ့နေထားပြီးတော့စီးသက်ထားတဲ့ထဲကိုထည့်ပြီးတော့ရေချိုလေးချက်ပါမယ်စီးသက်တဲ့အခါမှာဒီစီမှုတ်ကလေးနဲ့စီကိုတမှုတ်ထည့်ပါမယ်ရေချိုဖြစ်တဲ့စီတွေအများကြီးမထည့်ပါဘူးရှင်ချက်သွန်အဖြူအနီးချင်းစနွင်းစပလင်မျိုးနဲ့စီသက်ထားပါတယ်နည်းနည်းလေးနွမ်းလာရင်တော့ငရုတ်သီးအစိမ်းမှုန်လေးထည့်ပါမယ်ချက်သွန်လေးတွေနီအောင်တန်းလာရင်တော့ဒီအောင်တင်မှုတ်လေးကိုထည့်လိုက်ပါမယ်ပြီးရင်ခရမ်းကျင်သီးလေးထည့်ပါမယ်ရမ်းငင်သီးထည့်ပြီးရင်တော့အုပ်ဆောင်လေးအုပ်ပြီးတော့ခဏနူးအောင်ထားပါမယ်ရှင်ရမ်းကျင်သီးလေးထည့်ပြီးစလောက်ပုံးလေးအုပ်ထားတာပါပြီးရင်ငါးလေးထည့်ပါမယ်ငါးလေးထည့်လိုက်ပါပြီငါးလေးထည့်ပြီးတော့ကြာကြာလေးလုံးထားပါမယ်ပြီးရင်တော့ရေလေးထည့်ပြီးတော့စလောက်ပုံးလေးအုပ်ထားပါမယ်ရှင်ငါးလေးကိုကြက်လုံးပြီးသွားတဲ့ခါမှာတော့ဒီရေပလင်းလေးနဲ့တဝက်ကြော်လောက်ထည့်လိုက်ပါတယ်ထည့်ပြီးသွားပြန်ပြီးတော့စလောင်းမုံနဲ့အုပ်ထားပါမယ်ပြီးသွားတော့ငရုတ်သီးစိမ်းနဲ့နန်းနန်းပင်လေးအုပ်ပါမယ်ရှင်ရုပ်သီးစိမ်းနဲ့နန်းနန်းပင်လေးအုပ်လိုက်ပါပြီကက်ကူရန်ရေချိုဟင်းလေးချက်လို့ပြီးသွားပါပြီရှင်အားလုံးပဲနေကောင်းချမ်းပါစိတ်ချမ်းသာကြပါစေနော်